2025ဆိုတဲ့တက္ကရာတစ်ခုကနေပြီးတော့2026ဆိုတဲ့တက္ကရာတစ်ခုကိုပြောင်းဖို့နောက်ထပ်3ရက်ပဲလိုတော့တယ်အဲ့တော့ pre happy new year ပါမိတ်ဆွေတကယ်ချင်းများအားလုံးနှစ်သက်မှာလိုရင်ဆန္ဒတွေအမြန်ဆုံးပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ဆက်ထားလိုက်ပါတယ်2025ဆိုတဲ့တက္ကရာအတွင်းမှာဒီ logistics and supply chain management နဲ့ပြည်ထဲမှာကျွန်တော်တို့တွေသတိမထားမိရဖြစ်စေမသိလိုက်တာပဲဖြစ်စေဒီ logistics and supply chain management နဲ့ပဲမှာအမြဲသုံးနေကြဝေါ်ဟာတာတွေဒီနေ့အဓိကအသုံးနှုန်းတွေကို2025ဆိုတဲ့တက္ကရာကိုနှုတ်ဆက်ရေးကောင်းနှုတ်တင်ပြပေးလိုက်ပါတယ် Okay ready ဆိုရင်စလိုက်အောင်မင်္ဂလာပါ Knowledge in Burmese YouTube channel ကကြိုဆိုပါရစေ2025ဆိုတဲ့တက္ကရာအတွင်းမှာ Modern Logistics နဲ့ SCM ရဲ့ဝေါ်ဟာရတွေဆန္ဒကြောင့်ဒီကပြခဲ့သလိုအသုံးနှုန်းတွေ A Logistics Vocabulary ထောက်ပို့ရေးလုပ်ငန်းဆိုင်ရာမှာဝေါ်ဟာရတွေ Number 1 Inbound Logistics သူကတော့အဝင်ထောက်ပို့လို့ပဲအဓိကအကြံဉာဏ်ပတ်လိုက်ကြမယ်ပြီးရင်သူ့ရဲ့ definition ကဘာလဲဆိုတော့ကုန်ကျန်းပေးသွင်းသူ supplier တို့ vendor ဆိုတဲ့မှာနေပေါ့ကိုရောင်ဒါမှမဟုတ်စက်ရုံပစ္စည်းတွေပို့ဆောင်တည်ယူခြင်းကိုခေါ်တာပါသူ့ရဲ့အဓိကရွေးချက်ကဘာလဲဆိုကုန်ကျန်းပစ္စည်းတွေအချိန်မီရောက်ရှိစေရန်ယူရပါတယ် Number 2 Outbound Logistics အထက်ထောက်ပို့ပေါ့နော်အကြံပြင်းကကုန်ကျပစ္စည်းများကိုကိုရောင်ကနေဝယ်ယူသူထံ customer ထံကိုဖြန့်ဖြူးပို့ဆောင်ခြင်းသူ့ရဲ့ရွေးချက်ကလျင်မြန်စွာပို့ဆောင်နိုင်ရန်ဝယ်ယူသူစိတ်ကျဉ်တဲ့မှုရရှိစေရန် Number 3 last mile delivery နောက်ဆုံးအဆင့်ပို့ဆောင်ခြင်းလို့ထည့်ပေးရပါတယ်ဝယ်ယူသူရဲ့အိမ်တကားဝအရောက်door to doorပို့ဆောင်ပေးတဲ့နောက်ဆုံးအဆင့်လုပ်ငန်းစဉ်ခေါ်တာပါသူရဲ့ရွေးချက်ကတော့ပို့ဆောင်မှုမြန်ဆန်စေရန်နဲ့ဝယ်ယူသူရဲ့အတွေ့အကြုံကိုကောင်းမွန်စေရန်လို့ဒီလိုထည့်ပေးရပါတယ် Number 4 reverse logistics ပြန်လည်စီးဆင်းမှုထောက်ပို့လို့ခေါ်ပါတယ်ကုန်ပစ္စည်းအပြန်အလှန်လက်ခံခြင်း return တွေပြီးရင်ပြုပြင်ခြင်းနဲ့ပြန်လည်အသုံးပြုခြင်း recycling လုပ်ငန်းစဉ်တွေမှာပြန်သုံးတဲ့ဥစ္စာပါသူရဲ့ရွေးချက်ကအလေလွတ်နေ short ချမယ်ဝန်ဆောင်မှုကိုပုံမကောင်းမွန်စေတယ် Number 5 3PL third party logistics လို့ခေါ်တဲ့တတိယအဖွဲ့အစည်းထောက်ပို့ဝန်ဆောင်မှုလို့ခေါ်ပါတယ်ကိုရောင်ပိုင်းနဲ့တည်ယူပို့ဆောင်ရေးပိုင်းကိုပြင်ပကုမ္ပဏီကိုငှားရမ်းတာပါသူရဲ့ရွေးချက်ကဘာလဲဆိုတော့ကုန်ကျစရိတ်သက်သာစေရန်ကျွမ်းကျင်မှုကိုသုံးချနိုင်ရန်လို့ရည်ရွယ်ပါတယ် Number 6 4PL fourth party logistics စတုပ်ဖတ်အဖွဲ့အစည်းထောက်ပံ့ပို့ဆောင်မှုခံခွဲမှုလို့ခေါ်ပါတယ်ထောက်ပို့မှုကွင်းဆက် supply chain တစ်ခုလုံးကိုပြင်ပအဖွဲ့အစည်းတစ်ခုမှတာဝန်ယူစီမံခန့်ခွဲပေးခြင်းမှာသူ့မှာလည်းရည်ရွယ်ချက်ရှိပါတယ် supply chain တစ်ခုလုံးကိုအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ပေးဖို့ပါ Number 7 freight forwarding ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုနိုင်ငံတကာတင်ပို့မှုလေကြောင်းအကောက်ခွန်နဲ့ဆိုင်ရွက်စာတမ်းကိစ္စတွေကိုစီမံဆောင်ရွက်ချက်မှာအဓိကသူ့ရဲ့ရည်ရွယ်ချက်ကနိုင်ငံတကာတည်ယူပို့ဆောင်မှုချောမွေ့စေရန်ဖြစ်ပါတယ် Number 8 inventory turnover ကုန်ပစ္စည်းလေဘက်မှုနှုန်းကိုခေါ်တာပါကုန်ပစ္စည်းတွေကိုဘယ်လိုလျင်မြန်စွာရောင်းချပြီးအသစ်ပြန်လဲရမယ်ဆိုတော့တိုင်းတာပါသူ့ရဲ့ရည်ရွယ်ချက်ကလည်းကုန်လက်ကျန်နေစီမံခန့်ခွဲမှုစမ်းဆောင်ရေးပြင်တင်တာပါ Number 9အရန်ကုန်လက်ကျန် safety stock ပစ္စည်းပြက်လက်မှုမဖြစ်စေရန်ထားရှိတဲ့အရန်ပစ္စည်းကိုခေါ်တာပါသူ့ရဲ့ရည်ရွယ်ချက်ကကုန်ပစ္စည်းပြက်လက်မှုကာကွယ်ရန်ဖြစ်ပါတယ် Number 10 lead time ကြာမြင့်ခြင်းကိုခေါ်တာပါ order စတင်မှယူခြင်းနဲ့ပြီး order ပြီးမြောက်တဲ့အထိကြာမြင့်တဲ့အချိန်ခေါ်တာပါသူ့ရဲ့ရည်ရွယ်ချက်ကဉာဏ်ဆန်မှုနဲ့စီမံကိန်းရေးဆွဲမှုကိုတိကျစေရန်လို့ခေါ်တာပါ Okay ဒါတွေကဒီ1 to 10ပြောခဲ့တဲ့ဥစ္စာတွေက logistics ရဲ့ vocabulary တွေပါ Okay ဒီနေ့ပြောတော့တာတွေကတော့ဒီ2024-2025မှာအသုံးပြုနေကြတဲ့ logistics vocabulary တွေပါဒီနေ့တော့ဒီ logistics vocabulary နဲ့ပဲကျွန်တော်ခဏထုတ်နားလိုက်ပါမယ်24 and 2025ရဲ့2024-2025ရဲ့ supply chain vocabulary ကိုမနက်ဖြန်မှာဆက်လက်တင်ပြပေးသွားပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်မနက်ဖြန်မှာထပ်မံဆုံတွေ့ပါမယ်အားလုံးပဲကျေးဇူးပါ